ဒီရပိုင်းပေါ့နော်ကျွန်တော်တို့ရဲ့ဒီနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နောက်ပြီးတော့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ဒီသတင်းတွေရောနောက်ပြီးတော့ misinformation ပေါ့နော်သတင်းအမှားတွေရောနောက်ပြီးတပ်ပုံတွေဆိုရင်လည်းဟုတ်တာတွေရောမဟုတ်တာတွေရောပေါ့နော်ဒါတွေအကုန်လုံးတောက်လျှောက်တက်နေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီကာလမှာဒါပြည်သူလူထုအနေနဲ့ပေါ့နော်ဒီသတင်းတွေကိုစားသုံးတဲ့အခါမှာပေါ့နော်ဒီတကယ်မှန်ကန်တဲ့ရာနှုန်းပြည့်ဒေတာတိကျတဲ့သတင်းလားဒါမှမဟုတ်မှားယွင်းနေတဲ့သတင်းချက်လက်တွေလားဒါမှမဟုတ်ဒီတပ်ပုံတွေဆိုရင်လည်းအတူလားအစ်စ်လားပေါ့နော်ဒီလိုကိစ္စတွေပုံမှာအင်မတန်မှသတိထားမဲ့အခြေအနေတစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒီတော့ကြောင့်လည်းပဲကျွန်တော်တို့ပြည်သူတွေအနေနဲ့တစ်ခုခုကိုတွေ့တဲ့အခါမှာလေချက်ချင်းယုံလိုက်ပြီးတော့ချက်ချင်းshare လိုက်တာမျိုးပေါ့နော်ပြန်ပြီးတော့ဖြန့်ဝေလိုက်တာမျိုးမလုပ်ဘဲနဲ့တေချာစီစစ်ကြဖို့ကျွန်တော်ကတော့အကြံပြုလိုပါတယ်ဒီသတင်းတွေကိုအတူလားအစ်စ်လားခွဲခြားတဲ့နေရာမှာအရေးကြီးတဲ့အချက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိနေကျွန်တော်တို့ရဲ့ပတ်လိုက်မှုကျွန်တော်တို့ရဲ့ bias ပေါ့နော်ဒီဥစ္စာကိုအများနဲ့ပြန်ကြည့်ရပါတယ်ဒီမှာပတ်လိုက်မှုဆိုတဲ့ကိစ္စမှာဘာကိုပြောနေတာလဲဆိုတော့ဥပမာကျွန်တော်တို့မှန်စေခြင်းတဲ့သတင်းဆိုရင်တိတ်များမစီစစ်ချင်တော့ဘူးပေါ့ဗျာနော်ဘာလို့လဲဆိုတော့ကိုကဒါကိုဖြစ်စေခြင်းနေရအောင်နော်အဲ့တော့အဲ့လိုမျိုးဆိုရင်တိတ်အချိန်တွေပေးပြီးတော့စီစစ်တာမျိုးမလုပ်တော့ဘဲနဲ့ချက်ချင်းကြီးပဲတန်းပြီးတော့ယုံလိုက်တာမျိုးပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကဖြစ်တတ်တယ်ပေါ့နော်ဒါကလည်းကိုယ့်ရဲ့စိတ်ထဲမှာရှိနေတယ်ကိုယ့်ရဲ့စိတ်ထဲကစိတ်ခံစားမှုအပေါ်မှာအများကြီးအခြေခံပါတယ်နော်ဥပမာဒါအန်တီနဲ့ပတ်သက်တဲ့သတင်းပေါ့အဲ့ဒါအန်တီဆိုရင်ဒါကျွန်တော်တို့ပြည်သူတွေအားလုံးကချစ်ကြတယ်နောက်တကယ်လူလူကောင်းဆောင်ပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေအန်တီကိုအများဆုံးဒါဒီပြည်သူလူထုနဲ့မိသားစုနဲ့ပြန်ပြီးတော့တွေ့စေချင်ကြတယ်ပေါ့နော်အဲ့တို့ကြောင့်မလို့အန်တီနဲ့ပတ်သက်တဲ့သတင်းတွေဆိုရင်ဒါအရန်ကျွန်တော်တို့ကတခုခုကြားလိုက်ပြီဆိုတာနဲ့စိတ်ထဲမှာချက်ချင်းကိုပျော်သွားတာပေါ့နော်ပျော်သွားတယ်ပြီးတဲ့အခါမှာတိတ်အများကြီးမစင်စားဘူးကိုပြောသလိုအခြားသူတွေလည်းပြောစေချင်တဲ့အခါမှာshare တာမျိုးထပ်ပြီးတော့ဖြန့်တာမျိုးဒါမျိုးတွေလုပ်တတ်ကြတယ်ဒါကတော့တာမန်ပြည်သူတွေပေါ့နော်တချို့ကြတော့လည်းအန်ဒီကသတင်းလူသားလေးနော်အန်ဒီကသတင်းလူသားဖြစ်တော့အန်ဒီနဲ့ပတ်သက်ပြီးတော့အရန်စိတ်ဝင်စားတဲ့အခါမှာ like တွေ share တွေခြူပြီးတော့တမင်လောက်တာမျိုးတွေလည်းရှိတတ်ပါတယ်နော်ဒါမျိုးတွေရှိဒါပေမဲ့ပြည်သူအများစုကတော့အဲ့လိုမဟုတ်ဘူးခုနကပြောတယ်ကျွန်တော်တို့စိတ်ထဲမှာရှိနေတဲ့ခံစားမှုကျွန်တော်တို့ရဲ့ bias ပေါ့နော်အဲ့ဒီဟာပေါ်မှာမူတည်ပြီးတော့သတင်းမှန်လားမှားလားတိတ်အများကြီးမစီစစ်ဖြစ်ပဲနဲ့ပြန်ပြီးတော့ sharing လုပ်ပြီးတတ်ကြတဲ့သဘောရှိပါတယ်နော်ဒါလေးလည်းစီစစ်စေချင်ပါတယ်ပြီးတော့နောက်တစ်ခုဒီနေ့ပြောချင်တာတော့လေမနေ့ရပဲပေါ့နော်အန်ဒီနဲ့တရုတ်ကဝိုင်းကြီးနဲ့တွေ့တယ်ဆိုတော့ဟာလည်းတက်လာတယ်ပေါ့နော်အဲ့တော့အဲ့မှာမှမီဒီယာကြီးတစ်ခုလို့ပြောလို့ရတဲ့ARD ကနေပါတက်လာတယ်စပြီးတော့အဲ့တက်လာနောက်ပြီးတိတ်မကြဘူးကျွန်တော်တို့မင်းစည်းမပါကျွန်တော်တို့တက်လာတယ်ပေါ့ဒါတွေဆိုရင်ဒါမီဒီယာကြီးတွေလို့ပြောလို့ရတယ်အဲ့ဒါကြောင့်မလို့ဒါမီဒီယာကြီးတွေကတင်လိုက်ပြီဆိုရင်ဒီဟာတွေကပိုပြီးပြန့်နှံ့အားလည်းများတယ်လူတို့ကလည်းပိုပြီးတော့ရှုံတယ်ပေါ့နော်အဲ့ဒီလိုမျိုးရှိတယ်ဒါပေမဲ့ဒီမှာလည်းထပ်ပြီးသတိထားစရာတခုကျွန်တော်ထပ်တွေ့ရပေါ့နော်အဲ့ဒါကတော့ဘာလဲဆိုတော့ခုနကသတင်းတွေကိုတကယ်မှန်ပေါ့ရာနှုန်းပြည့်ပေါ့သတင်းဆိုတဲ့ကိစ္စကမှန်တယ်ဆိုတဲ့နေရာမှာလဲခုနရာနှုန်းဘယ်လောက်ထိကြုံရလဲဆိုတဲ့ဟာလဲထပ်ပြီးတော့စဉ်းစားရတယ်ပေါ့နော်အဲ့တော့မှန်တာတခုလည်းတော့ကျွန်တော်တော့မပြီးဘူးပေါ့နော်တချို့ဟာတွေကသတင်းသမားတွေဆိုတာလည်းပဲသတင်းကိုဒါမဟုတ်ဆိုးလိုက်တယ်လို့လိုက်ကြတာတွေလည်းရှိတာပေါ့နော်အန်ဒီနဲ့ပတ်သက်ပြီးဆိုရင်ပြည်သူလူထုကလည်းသိကျင်တဲ့အတွက်ကြောင့်မလို့ဒါပြည်သူလူထုသိကျင်တာကိုဒါသိအောင်လုပ်ပေးရတာလေသတင်းသမားတွေတာဝန်ဖြစ်တာပေါ့နော်ဒီအတွက်ကြောင့်မလို့ဒါသတင်းကိုကျွန်တော်တို့ကမရမကဘလောက်ပဲပိတ်ဆို့ထားပါစေမရမကလိုက်ရတဲ့အခြေအနေမျိုးတွေရှိတာပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့လိုမျိုးလိုက်တဲ့အခါမှာလည်းဖတ်တဲ့ပြည်သူလူထုအနေနဲ့ကြတော့ဒီအချက်လက်ကဘလောက်မှန်လဲဆိုတဲ့ကိစ္စမှာကျွန်တော်တို့ကရာနှုန်းတွေတော့ရှိတယ်ဗျာနော်ရာနှုန်းပြည့်မှန်တာလား90%မှမှန်တာလား80%မှန်တာလား90%မှန်တာလားလုံးဝမှားနေတာလားစသဖြင့်ဒီလိုမျိုးရာနှုန်းတွေတော့ကျွန်တော်တို့ကခွဲပြီးတော့ရှိတယ်လို့ကျွန်တော်တို့ဒီလိုပဲသုံးသပ်ပါတယ်ဒီ ND နဲ့ YG နဲ့တွေ့တယ်ဆိုတဲ့ကိစ္စမှာလည်းဒါ AR တွေကရေးတဲ့သတင်းပေါ့နော်ကျွန်တော်ရှေ့ရဗီဒီယိုတစ်ခုမှလည်းကျွန်တော်ပြောပြီးပါပြီနော် information ဆိုတဲ့နေရာမှာ first hand နဲ့ second hand ပေါ့နော်ကိုယ်တိုင်ကိုယ်တွေ့ကြုံတိုက်ရတဲ့လူတယောက်ကပြောပြတာနဲ့ second hand အခြားသူတယောက်ကပြန်ပြီးတော့ပြောပြတာနဲ့မတူဘူးဆိုတာလည်းကျွန်တော်ပြောပြီးပါပြီအဲ့တော့ဒီမှာဆိုသိကြတယ် AR တွေကသတင်းတောက်ကအန်ဒီကိုတွေ့လိုက်တာမဟုတ်ဘူးအန်ဒီစကားကြားလိုက်တာမဟုတ်ဘူးအန်ဒီအတန်ကိုကြားရတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့သူတို့လည်းဒါ second hand ကိုဒါစုံစမ်းပြီးတော့ဒါရေးရတဲ့သဘောဖြစ်တာပေါ့နော်အဲ့တော့ဒီမှာဆိုလည်းဒါစုံစမ်းသိရှိပါတယ်လို့ဆိုတဲ့စကားလုံးကိုရေးထားတာရှိတယ်ပြီးတော့နောက်တစ်ခုကဘသူကပြောလဲပေါ့နော်ဘသူကပြောလဲဆိုတဲ့နေရာမှာလဲ ARD ရဲ့သတင်းရင်းမြစ်ကပြောပါတယ်ဆိုပြီးပြောတယ်ဘသူဆိုတဲ့ဟာမပါဘူးတော့လူတယောက်ကနာမည်ဖော်ထုတ်ထားခြင်းမရှိဘဲနဲ့ဘသူမှမသိတဲ့လူတယောက်ကနေပြီးတော့ ARD ကိုပြောတယ်ပေါ့ဗျာနော်သတင်းရင်းမြစ်ကနေပြောတယ်ပေါ့ဒါမျိုးကျွန်တော်တို့တွေ့ရတယ်ဒါဆိုရင်လည်းပဲဒီ information က
ဘယ်လောက်ခိုင်မာမှုရှိတယ်မရှိတယ်ဆိုတဲ့ကိစ္စမှာလည်းပဲဒါလည်းမေးခွန်းထုတ်စရာဖြစ်တယ်အဲ့လိုပဲမြစည်းမမှာလည်းကျွန်တော်တို့ဒါတက်လာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့မြစည်းမမှာကြတော့သူကအချက်လက်တွေကပို့တယ်ဝန်ကြီးနဲ့တွေ့ရတယ်မဟုတ်ဘူးပေါ့နော်ကျမ်းမာရေးကောင်းမွန်တယ်ဆိုတဲ့ဟာကိုလည်းပြောတယ်ပြီးတော့ဝင်ကြီးတဦးရဲ့နေမှာလည်းထိန်းထားတယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့ဒီမှာလည်းဆက်ပြီးတော့ဒါဒီသတင်းကိုဖတ်ကြည့်တဲ့အခါမှာဘယ်သူကပြောထားလဲဆိုတော့မြစည်းမရဲ့သတင်းချင်းမြက်ကပြောတယ်ပေါ့ဘယ်သူမှမသိဘူးလူနာမည်ထုတ်ဖော်ထားခြင်းမရှိဘူးပေါ့နော်မရှိဘူးပြောတယ်ပြီးတော့နောက်တစ်ခုအဲ့လူကပြောတဲ့စကားကိုလည်းဒါပြန်ရေးထားတယ်ပေါ့နော်အန်ဒီစုကကျမ်းမာတယ်တဲ့အန်ဒီစုနေရင်ကျဲကျုပ်နေအိမ်ကဝင်ကြီးတစ်ဖားရဲ့နေအိမ်အဲ့ဒီအိမ်ကိုရွှေ့လိုက်ပြီးအဲ့ဒီအိမ်မှာထားတယ်တဲ့ဝန်ကြီးမပြန်ခင်မှာအန်ဒီစုနဲ့တွေ့သွားတယ်တဲ့ဆိုတော့သူပြောနေတာအဲ့မြစည်းမရဲ့သတင်းရင်းမြစ်ဆိုတဲ့သူကလည်းသူကိုယ်တိုင်သိတာမဟုတ်ဘူး။ तू ကသူ့ကိုအခြားသူတယောက်ကပြောတဲ့ဟာကို तू ကပြန်ပြီးတော့ပြောပြနေတာပေါ့နော်။ပြောချင်တာက second hand တော့မကတော့ဘူးနော်။ first hand မဟုတ်တာတော့တေချာသွားပြီ။ second hand တော့မဟုတ်တော့ third hand fourth hand တွေဖြစ်သွားပြီ။အဲ့လူရှိကိုဒီသတင်းရောက်ဖို့အတွက်ဂျားထဲမှာဘယ်နှယောက်တွေခံလဲပေါ့ဗျာနော်။ဒီလိုမျိုးတွေကလည်းဒါသတင်းဆိုတဲ့ဟာကတယောက်နဲ့တယောက်ခြားဝိုင်းဒါတိကျမှုဟာက percentage ကရော့သွားတာမျိုးတွေလည်းရှိတတ်တာပေါ့နော်။အဲ့တို့ကြောင့်မလို့ဒါကျွန်တော်တို့ကတော့ဒါမျိုးတွေကိုတတိထားစေခြင်းတယ်ပေါ့နော်ဒီသတင်းကိုကျွန်တော်ကမှားတယ်လို့ကျွန်တော်မဆိုလို့ဖြစ်နိုင်ခြေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဒါဟာတကယ်ရာနှုန်းပြည့်ကျွန်တော်တို့မှန်ကန်တဲ့သတင်းချက်လက်လို့ကျွန်တော်တို့မှတ်ယူလို့ရမနေဘူးဆိုတာကိုကျွန်တော်ပြောချင်တာပေါ့နော်ဒီမှာကျွန်တော် AR တွေကရေးထားတဲ့အထဲမှာဆိုရင်ကျွန်တော်တို့ကဘာပါလဲဆိုတော့ဒီသတင်းဒီတွေးဆုံမှုပါပေါ့နော်ဒါဒီစစ်တပ်ဘက်ကဆိုရင်ဒါယာပြည့်ပါတယ်ပြည်ရေးဝင်ကြီးပါတယ်ရဲချုပ်ပါတယ်စသဖြင့်ပေါ့နော်အဲ့လိုပဲပါတယ်ဒါပေမဲ့အဲ့ဒီဟာကိုမှတ်တမ်းအောင်မှလုံးဝမရှိဘဲနဲ့အလွတ်တွေးဆုံကြတယ်ဆိုတဲ့ဟာအဲ့တော့သိကြတယ်ဘာမှတ်တမ်းမှမကြံဘူးပေါ့ဓာတ်ပုံလည်းမရဘူး recording လည်းရှိကြမှာရှိမယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုဒီလိုဟာမျိုးကိုအတည်ပြုပေးနေတာဆိုလို့အဲ့ဒီသွားတွေးတဲ့အထဲမှာပါတဲ့လူတွေကလွယ်လို့ကျန်တဲ့ဘယ်သူမှတော့အတည်ပြုမပေးနိုင်ဘူးပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်တို့ရှိတယ်ပြီးရင်နောက်တစ်ခုကဒီမေဇီမမရေးထားတဲ့အထဲမှာဆိုဘာပါအဲ့ဒီကျမ်းမာရေးကောင်းတယ်ဆိုတဲ့ကိစ္စဗျာနော်အဲ့ဒီကျမကြီးကောင်းတယ်ဆိုတဲ့ကိစ္စကရိုးလေးပဲเนาะသတင်းရင်းမြစ်ကိုကျွန်တော်တို့သေချာလေ့လာရမယ်ဆိုတာအဲ့ဒါကိုပြောချင်တာအဲ့ဒီကျမကြီးကောင်းတယ်လို့ပြောတဲ့ဟာကဘယ်သူကပြောတာလဲအန်တီကိုတွားပြီးတော့ပုံမှန်စစ်ဆေးနေကြဆရာဝန်တယောက်ကပြောတာလားအဲ့လိုပဲဆေးပညာနဲ့ပတ်သက်ပြီးတော့နားလေတက်ကြွတဲ့သူကပြောတာလားနော်နောက်ပြီးတော့ဆေးပညာနဲ့နားလေတက်ကြွနေုံနဲ့မပြီးဘူးเนาะတကယ်အန်တီရဲ့ကျမကြီးကို medical check ရဲ့သေချာလုပ်ထားတဲ့သူတယောက်ကပြောတာလားအဲ့လိုလူတယောက်ကတကယ်ပြောတာဆိုရင်တော့ that's right ဒီ information က right man နဲ့ဘာလို့သူကိုယ်တိုင် check လုပ်ခဲ့တာဒါတော့မှစစ်တပ်ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတဲ့ဆရာဝန်ဆိုရင်တော့တိတ်ယုံကြည်ရတဲ့အခြေအနေမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့အခုကအဲ့လိုမဟုတ်ဘူးဒီအန်ဒီနဲ့သွားတွေ့ခဲ့တဲ့သူကလည်းပြောတာမဟုတ်ဘူးအဲ့ဒီအန်ဒီနဲ့သွားတွေ့ခဲ့တယ်ဆိုတဲ့ကိစ္စကိုတစ်ဆင့်3-4-5ဆင့်လောက်ခြားပြီးတော့မှကြားလာတဲ့လူတယောက်ကအန်ဒီကကျမ်းမာရေးကောင်းမွန်တယ်တဲ့ဆိုပြီးတော့ပြန်ပြောတယ်ဆိုတဲ့ကိစ္စဒါဟာဒီ information ရဲ့ယုံကြည်စိတ်ချရမှုဟာဒါတော်တော်လေးနှိမ့်တဲ့သဘောဖြစ်သွားပြီဒါမျိုးပေါ့နော်အဲ့လိုပဲအန်ဒီနဲ့ပတ်သက်ပြီးအန်ဒီတကယ်တတိထင်ရှားရှိနေသေးတယ်အန်ဒီတကယ်ပဲဒါကျွန်တော်တို့ကျန်းမာရှိနေတယ်ဆိုတဲ့ကိစ္စမှာဒါအန်ဒီကိုယ်တိုင်လည်းသူသိနိုင်တယ်ပေါ့နော်သူရဲ့ကျမ်းမာရေးအဲ့တော့အဲ့လိုမျိုးဆိုရင်ဆိုပါစို့ဗျာဥပမာကိုထိန်နေကအန်ဒီနဲ့ဖုန်းပြောခွင့်ရတယ်အဲ့ခါကျတော့အန်ဒီအတန်ကိုလည်းကြားရတယ်အန်ဒီပြောတာလည်းနားထောင်ရတယ်ပေါ့နော်ဒါအန်ဒီရဲ့သားဖြစ်သူပေါ့အဲ့တော့ဒေါ်ဆန်းစုကြည်အကျမ်းမာရေးကောင်းမွန်တယ်နော်နောက်သူဘယ်လိုပဲနေရာမှာဘယ်လိုရှိနေတယ်ဆိုတဲ့ကိစ္စကိုတားဖြစ်သူအထိန်လင်းမှပြောကြားဆိုရင်ဒါဆိုရင်သိကြတယ်ပြောကြားတဲ့သူကဘာတူလဲဆိုတာတိကျသွားပြီတိကျပါသွားပြီပြီးရင်သူကလည်းအန်ဒီနဲ့ပတ်သက်ပြီးတော့ရင်းနှီးကိုတကယ်ကျွန်တော်ယုံကြည်စိတ်ချရတဲ့သူဖြစ်တယ်ပေါ့နော်ဖြစ်တယ်အဲ့ဒါကြောင့်မို့ဒါမျိုးဆိုရင်ဒီ information က very reliable ပေါ့နော်တကယ်ကိုယုံကြည်စိတ်ချရတဲ့ information ဖြစ်တယ်အဲ့တော့ပြောချင်တာကဗျာတော့ဒါဒီကိစ္စနဲ့ပတ်သက်ဒီကာလတွေမှာဒီသတင်းတွေကမှန်ကန်တဲ့သတင်းတွေလည်းရှိတယ်လို့မှားယွင်းတဲ့သတင်းတွေလည်းရှိတယ်လို့အဲ့လိုပဲမှန်တယ်လို့မှားတယ်လို့ယာနှုံးပြမမှန်တာမျိုးတွေเนาะအဲ့အမျိုးတွေဒီလိုမျိုးတွေလည်းပဲရှိတတ်ပါတယ်เนาะဒီလိုကာလအဲ့တော့အဲ့တို့ကြောင့်မလို့အထူးသဖြင့်တော့ပြည်သူလူထုအနေနဲ့ကတော့ဒီလိုမျိုးသတင်းချက်လက်တွေကို online ပေါ်မှာမြင်တဲ့အခါမှာဒီသတင်း source ပေါ့เนาะဒီဘယ်မီဒီယာကတင်တာလဲဆိုတဲ့ကိစ္စတွေလည်းအရေးကြီးတယ်လို့အဲ့မီဒီယာကတင်တယ်ဆိုတဲ့သတင်းထဲမှာလည်းပဲဒီစကားကိုဘယ်သူကပြောတာလဲเนาะအဲ့သူက first hand လားเนาะ second hand လားဓာတ်ရိုက်ကိုယ်တိုင်ကြုံတွေ့သိရှိခဲ့တဲ့သူလားတစ်ဆင့်စကားကိုပြန်ပြောတဲ့သူလားနော်ပြီးတဲ့အခါမှာအဲ့လူကရောပြောတဲ့သူကဘယ်လောက်ယုံကြည်စိတ်ချရလဲနာမည်ထုတ်ဖော်ပြောဆိုထားတဲ့သူလားနော်အဲ့နာမည်ထုတ်ဖော်ပြောဆိုထားတဲ့သူကရောယုံကြည်စိတ်ချရတဲ့သူလားစသဖြင့်ဒီအချက်တွေကိုပါဆက်ပြီးတော့စီစစ်တင်တယ်လို့ကျွန်တော်ကတော့အကြံပြုလိုပါတယ်ဗျာနော်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီသတင်းအတူသတင်းမှာသတင်းအရောင်တွေနော်ဒါတွေကိုစစ်တပ်ဘက်ကလည်း
အရွယ်ချက်ရှိရှိနဲ့ထုတ်လွှင့်နေတဲ့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအင်မတန်မှသတိထားပြီးတော့ယုံကြည်ကြဖို့အင်မတန်မှအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီသတင်းချက်လက်တွေရယ်နောက်ပြီးတော့ကျွန်တော်တို့ပြည်သူတွေရဲ့ဒီသတင်းတွေပေါ်မှာကျွန်တော်တို့စဉ်းစားတွေးခေါ်သုံးသပ်ပြီးတော့ဆုံးဖြတ်ချက်တွေဟာကျွန်တော်တို့ရဲ့တော်လှန်ရေးအတွက်ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်အတွက်ဒါအင်မတန်မှအရေးကြီးတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကိုကျွန်တော်ဒါလာပြီးတော့ကျွန်တော်နားလည်တဲ့လောက်ပေါ့နော်ကျွန်တော်တက်ကြွတဲ့လောက်ကျွန်တော်သုံးသပ်မိတဲ့လောက်လေးကိုလာပြီးတော့ရှင်းပြပေးနေတာဖြစ်ပါတယ်လို့ဟုတ်ရေးတော့မဟုတ်ချအောင်ရပါမယ်ဗျ